嗨，大家好，我是李英老师。ဒီရဲ့ဗီဒီယိုကကြတော့老师တို့ရဲ့website learning အကြောင်းနည်းနည်းလေးရှင်းပြခြင်းလို့ပါ။တော့ဆိုတော့ website learning ပြောတဲ့ခါကျတော့များကဘယ်လိုတင်တာလဲဆိုတာသိမသိကြတာများလို့ပေါ့နော်။ဆိုတော့အရင်ဆုံး老师ရဲ့ website ပေါ့နော် chineseoclock.com နဲ့ဝင်လိုက်မယ်ဆိုရင်ဒီလိုလေးမြင်ရမှာဖြစ်ပါတယ်။ဖုန်းရော tablet ရော computer ရောသုံးမျိုးသုံးရတယ်ပေါ့နော်။ဒါအမှ老师ဝင်ပြီးတဲ့ခါကျလို့ရှိရင်ဒီမှာ login တော့မဟုတ်ဝင်ရောက်မယ်ဆိုတဲ့နေရာလေးကနေဒါတော့အကောင့်ဝင်ရမယ်ပေါ့နော်ဒီနေ့ app တဲ့လူတွေအတွက်ပေါ့ဟုတ်လားဆိုတော့ဒီကနေအကောင့်ဝင်လိုက်မယ်ပြီးရင်နောက်ဆိုအကောင့်ပေါ့နော်ကိုယ့်ရဲ့ကိုယ်ပိုင်အကောင့်ကိုရိုက်ထည့်လိုက်မယ်ပြီးလို့ရှိရင် password ရိုက်မယ်ပေါ့နော် okay ဒါဆိုတော့ဝင်ရောက်အသုံးပြုမယ်ဆိုပြီးတော့သွားလိုက်မယ်တကယ်လို့မသုံးပြုဘူးဆိုတော့ဒီမှာအရှုံး home ကိုပြန်ရောက်တယ်နော်ဒီဟာလေးနှိပ်လိုက်လို့ရှိရင် home ဖြစ်ပြန်သွားလိမ့်မယ်โอเค那ဒီမှာကြတော့老师တို့ကကိုယ့်ရဲ့ကိုယ်ပိုင်စာမျက်နှာပေါ့နော်ကိုယ်ပိုင်စာမျက်နှာမှာဘာတွေရှိမလဲဆိုလို့ရှိရင်ဒီလိုလေးပေါ့နော်ကိုယ်နာမည်နဲ့ပါမယ်နာမည်အကြောင်းအပ်ထားတဲ့နာမည်ပါမယ်ပြီးရင်အောက်မှာကြတော့ကိုယ်အပ်ထားတဲ့တင်တန်းတွေတွေ့ရလိမ့်မယ်ဒီမှာတော့တင်တန်းတကယ်လို့နှစ်ခုအပ်ထားတယ်ဆိုရင်နှစ်ခုပေါ့basic course ရယ် HSK level 1 course ပေါ့နော်လောလောဆယ်ဒီနှစ်ခုရှိတယ်ပေါ့โอเคအဲ့မှာကိုကဘယ်လောက်ထိပြီးထားတယ်လဲဆိုတာလည်းပဲဒီမှာရှိတယ်เนาะ 1% ပြီးထားတာပါလို့ပေါ့နော်โอเคဒါလောလောဆယ်တော့ရှင်းတာဒီ standard course အကြောင်းနည်းနည်းလေး standard course နည်းနည်းလေးဟိုအိမ်စံပြလိုက်မယ်နော်အရင်ဆုံးတော့ unit 1စမယ်နော်ဒီမှာကြည့်လိုက်မယ်နော်ချက်လာရှင်း course structure လေးပေါ့ဒါ unit 3ပြီးပြီဆိုတာနဲ့နောက်ထပ် unit test တစ်ခုရှိတယ်အဲ့ဒီ3ခုကိုဘယ်လောက်ထိရတယ်လဲဆိုတာလေးတော့ပြန် test လိုက်တဲ့တဘောပေါ့နော်နောက်ပြီးတော့ဒီမှာနော်3ခုတစ်ခါ3ခုတစ်ခါဆိုစုစုပေါင်း15ခုရှိတော့ unit test က5ခုရှိမယ်unit test 5ခုပြီးတော့နောက်ဆုံး final test တစ်ခုရှိသေးတယ်အဲ့မှာနော်final test ပြီးရတယ် certificate ရမယ်ပေါ့ okay အဲ့တော့ရှိလို့ unit 1သွားလိုက်မယ်နော် unit 1မှာဘယ်လိုလာမလဲသိကြည့်မယ်ဟုတ်အဲ့ဒါတော့စာတင်တဲ့အပိုင်းလေးပေါ့နော်ဒီလိုလေးတွေ့ရလိမ့်မယ်အဲ့မှာတော့ရှိလို့အဲ့ဒီ unit 1ရဲ့ဆိုလို့ရှိရင် topic လေးခုရှိတယ်ပထမဆုံးတစ်ခုက textbook ပေါ့နော် textbook ကိုဒီမှာ PDF file နဲ့ download ဆွဲလို့ရတယ်အဲ့ထဲဝင်လိုက်မယ်ဆိုလို့ရှိရင်ဒါကအဲ့လိုပေါ့နော် material ဆိုပြီးတော့ဒီမှာ download ဆွဲဒါလေးနှိပ်လိုက်ရင် download ဆွဲ link ရောက်သွားမယ်ပေါ့နော်အဲ download ဆွဲလို့ရမယ်နောက်ပြီးတော့ဒါပြီးပါပြီဆိုလို့ရှိရင် next သွားမယ်ပေါ့နော်ဒီမှာ complete ဆိုတဲ့ဟာလေးတစ်ခုရှိမယ်အဲ့ဟာလေးနှိပ်လိုက်ပြီးတော့ next သွားရမယ်ပြီးရင်တော့ show ဒီမှာ unit 1ရဲ့ lesson လေးရောက်လာပြီเนาะဆိုတော့အဲ့မှာတော့ show ဒီတိုင်းမှာပေါ့နော်ဒီ unit 1နဲ့ unit 2ပေါ့နော်ဒီ criteria ကမှာတော့ okay 那是的အဓိကဒါမှမဟုတ်是的ဒီတိုင်းရှင်းပြအောင်လည်းเนาะဒါလေးတွေဒီတိုင်းနည်းနည်းကြော်သွားလို့ရတဲ့အရှိပိုင်းဟာလေးတွေပေါ့နော်တချို့အပိုင်းတွေကတိပြီးသားဆိုရင်လည်းမှကြော်သွားရတာပေါ့နောက်ဆုံးတင်ရိုးတစ်ခုလုံးပြီးသွားတဲ့အခါကျလို့ရှိရင်အဲ့ဒီမှာဒါအဝါအောင်လေးနေမွေအောင်လေးဖြစ်သွားလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပြီးနောက်ထပ် lesson တစ်ခုသွားလို့ရမယ်เนาะနောက်ထပ် lesson ကဒီမှာရှိမယ်ပေါ့ဒီဘက် channel မှာရှိတယ်ဒီမှာအခုက vocab နဲ့ conversation အကြောင်းပြောနေတယ်နောက်ထပ် lesson ကဖင်းရောက်သွားမယ်ဖင်းပြီးသွားရင်တရုပ်စာရေးနေရောက်သွားမယ်အစင်းစင်းပေါ့နော်အဲ့လိုလေးရှိပါမယ်ဆိုတော့နောက်ပြီးတော့ရှုရဲ့ဒီမှာပေါ့နော်အပေါ်မှာကျတော့ကိုယ့်ရဲ့ lesson ရောက်နေတဲ့နေရာပေါ့နော်ဘယ်လောက် percent ထိပြီးထားပြီလဲလောလောဆယ်က unit 1ရဲ့ပထမဆုံးသင်ခန်းစာမရှိသေးတော့ 1% မရှိအောင်ပဲပေါ့နော်ဆိုတော့ဒီမှာunit တစ်ခုမှာဆိုလို့ရှိရင် topic 3ခုခွဲထားတယ် vocab နဲ့ conversation ဆိုပြီးတော့နောက်ပြီးတော့ဖင်းရင်းရယ်ပြီးတော့တရုပ်စာရင်းရယ်ဆိုပြီးတော့အဲ့ဒါကတော့ကျောင်းသားတွေစာလေ့လာတဲ့အခါမှာနော်ဒီပို့ပြီးတော့လွယ်အဆင်ပြေအောင်ပေါ့နော်တချို့ခါကျရင်ကိုကအချိန်သိမရဘူးဆိုလို့ရှိရင်ဗီဒီယိုတစ်ပိုင်းကြည့်သွားလိုက်တော့အဆင်ပြေတယ်ပေါ့နော်ဗီဒီယိုကအရင်အကြာကြီးမဟုတ်ဘူးပြီးတော့အပိုင်းခွဲတဲ့ခါကျတော့ကိုကကြည့်တဲ့အခါမှာပို့ပြီးတော့ရှင်းတယ်ပေါ့နော်ဖင်းရင်အပိုင်းလေးလာရင်ဖင်းရင်အကြောင်းပဲပြောတယ် vocab နဲ့ conversation ဆိုရင်အဲ့ဒါကိုအသေးစိတ်ရှင်းပြတယ်တရုပ်စာရေးဆိုတာတစ်ခုချင်းစီဘယ်လိုရေးတယ်လဲဆိုတာကိုတစ်ချက်ချင်းစီဆွဲပြပြီးတော့သင်ပေးရပေါ့နော်အဲ့ဒါဆိုအဲ့လိုလေးရှိပါမယ်ပေါ့ okay ဆိုတော့ဒါကတော့ရှုရဲ့ website learning အကြောင်းလေးပါ okay ဒီမှာเนาะနောက်ဆုံးအပိုင်းတော့အပိုင်းနေခွဲထားအပိုင်း5ပိုင်းသတို့ထားအပိုင်းနောက်ဆုံးအပိုင်းပြီးတော့ unit test နံပါတ်5ရယ်နောက်ဆုံးတစ်ခုက HSK level 1 final test ဆိုရရှိမယ်အဲ့ဒါပြီးရင်တော့ရှုတို့certificate ရရှိမှာဖြစ်ပါတယ် okay ဒါကတော့တော့ရှုရဲ့ဒီ website learning အကြောင်းအကြံပြင်းလေးပေါ့နော်စိတ်ဝင်စားရတယ်ဆိုလို့ရှိရင်တော့တော့ရှုရဲ့ Facebook Messenger ကနေပြီးတော့မှလာရောက်ဆောင်ရွက်နိုင်ပါတယ်လောလောဆယ်လာရှုရဲ့တင်တန်းကြီးတွေပိုင်းသိချင်လို့ရှိရင်လည်းပဲ website မှာသွားပြီးတော့လေ့လာရပါတယ်နောက်ရှု website မှာ sample course တွေဖွင့်ထားပြီးတယ်ဘယ်လိုတင်တယ်လဲ
老师စာရှင်းပြမှုဘယ်လိုရှိတယ်လဲဆိုတာလေ့လာလို့ရတယ်နောက်ပြီးတော့သင်တန်းကြီးကဘယ်တင်ယူကဘယ်လောက်ရှိတယ်ဆိုတာလည်းအဲ့ပေါ်မှာသင်ထားပါတယ် Okay နောက်ပြီးတော့တို့နောက်ပိုင်းကျလို့ရှိရင်လည်းပဲဒီ free course တွေလည်းတင်မှာဖြစ်တဲ့ခါကျတော့ဒီ website ထဲကိုလည်းမရောက်လေ့လာရပါတော့เนาะ好的那第一题吧呗老师说再见吧